ဒါကြတော့ ready to wear ကိုရှေ့ကွင်းနဲ့သွားပေးမယ်အဲ့တော့စဆွဲမယ်ဆိုရင်နောက်ချမ်းလေးစပြီးတော့ဆွဲပေးပါမယ်အဲ့တော့စဆွဲမယ်ဆိုရင်ကုန်းမခါ16လက်မပြီးပခုံးကြီးကို9လက်မအောက်ကို60လက်ပင်မောက်ဒီအပေါ်ကို3လက်မအောက်ကို1.4အထက်ကို2.4 3နဲ့60နဲ့ဆက်ကုန်းမခါကိုတဝက်ဝက်ရင်ကိုအဆက်ချပြီးမြမတတေထောင်းပခုံး60ကနေမှချာညင်းဆွဲ3ပုံပုံအောက်ဆုံးမကနေရင်ရင်းဆွဲဒုတိယမှကနေနောက်ရင်ကျင်းမြင်းဆွဲ60ကနေမြမတတေထောင်းနောက်ရင်ကျဲကို9လက်မရင်ဆက်လက်မဂျိုင်းရှင်းလက်မနောက်ရင်ကျဲနဲ့ရင်ရင်းနဲ့ကိုဆက်ခါနေရကနေခါဖြစ်ကိုလက်မရင်နဲ့ခါနဲ့ကိုဆက်သူကတောင်းမထိတာဖြစ်တဲ့အတွက်နောက်ထိစရာမလိုဘူးပေါ့နော်ပြန်နောက်ချင်ရမယ်အဲ့တော့နောက်ချင်ရပြီဆိုရင်မတို့ကရှေ့ချမ်းသွားမယ်ရှေ့ချမ်းသွားတဲ့ခါကျရင်ဒီတဲ့ကိုခောက်စာနေနဲ့မတို့ဘလောက်ခောက်ထည့်ပေးထားမလဲဆိုတော့2လက်မခောက်ထည့်ပေးထားမယ်အဲ့တော့ခောက်ထည့်ပြီးဆိုမှဒီနောက်ချမ်းလေးကိုညှက်ချမယ်အဲ့ဒါပြီးကျဲပြီးခောက်စာနေနဲ့ဒီနောက်ချမ်းလေးကိုပုံစံပြီးညှက်ချဒါဆိုရင်နောက်ချမ်းဖယ်လိုက်မယ်အဲ့ဒါပြီးဆိုမှဒီမှာရှေ့ချမ်းเนาะအဲ့တော့ရှေ့ချမ်းသွားတဲ့ခါကျရင်ဒီမှာထားသည်ကျက်သည်ဖက်စာနေနဲ့ပြီးဆိုတော့မှဒီမှာဆွဲမယ်ဆိုရင်ရှင်းမြင်းဆွဲမယ်ရွှေ့ကျင်းမြင်းဆွဲမယ်ပခွားနေမှာလေးစိမ့်စင်းမယ်ရှင်းကျဲကိုလေးစိမ့်ဝင်ပြီးတော့ရှေ့ချမ်းချမ်းကိုဝိုင်းလက်ပင်ပေါင်းဒီငါလက်မဆောင်ပြီးတော့မှပေကွေးနဲ့ခွာပြီးထားမယ်အဲ့တော့ဒီမှာရှေ့ချမ်းဒါဆိုရင်ရှေ့ချမ်းကိုညှက်ချအဲ့တော့ညှက်မယ်ဆိုရင်လက်ပင်ပေါက်ဖြတ်ချမယ်ရှီချမ်းချမ်းရဲ့ပကုံးလေးဖြတ်လိုက်မယ်ကဲဒါဆိုရင်ထွက်လာတဲ့ရှီချမ်းဒီလိုဖြစ်သွားမယ်အဲ့တော့ရှီချမ်းတော့ချမ်းရပြီဆိုရင်လက်ပတ်တံကိုဆက်ပါပြီးမယ်လက်ကိုကြတော့အရှိနဲ့တော့မှဖြစ်တဲ့အတွက်လက်ရှိကို24နဲ့အစားသွင်းထားမယ်လက်ဝါးကိုလည်းတရီကျိုးစီမှာဖြစ်တဲ့အတွက်ရှင်းနဲ့ထားမယ်ချိုင်းကိုလည်းရှင်းနဲ့ထားအဲ့တော့လက်ဝါးနဲ့ချိုင်းနဲ့လာဆက်လက်ဖောင်းဖြစ်တဲ့အတွက်ချိုင်းဝါရှင်းလက်မပုံတီအဲ့တော့အဲ့ရဲ့ချိုင်းနဲ့ချိုင်းဝါနဲ့ကိုလာဆက်ပေးထားမယ်ပြီးလေးပုံအညီညာပုံပြီးမယ်တလမဝင်တလမထွက်အဲ့ဒါပြီးပေကွေးနဲ့ဆန်ကဲဒါဆိုရင်လက်ပတ်တန်ရသွားမယ်အဲ့တော့ဒီလက်ကိုညှက်ချအဲ့တော့လက်ကဒီတိုင်းထွက်သွားမယ်ကဲဒါဆိုရင်မကုဆွေးပြတဲ့အင်ဂျီပုံကဒီပုံစံလေးပါ